ဖြစ်ပြန်လဲနေမကောင်းတာ ဘာလို့လဲ နေမကောင်းရင်ငါဆင်မောက်ပြောပေးမယ်လေအိမ်ပြန်လိုက်ပို့ပေးမယ် ဘာလို့လဲ မသိဘူးလေနေအကျော်လိုက်နေရလားတက်နေရ လေ လား အခုခေတ်စားနေလေဝါ ဘလို့ကြီးလဲနှခမ်းကြီးอ่ะ ဟာအဲ့လိုမှမြိုက်ခင်မမီရောဟုတ်တယ်တကယ်ချင်း ထူးဆန်းလိုက်တာတော့တို့အကားရတယ်တော့ဘာမှသွားဆော့ တော့တငါစိတ်နေလိုက် ကိုရဲ့ချနာတဲ့အကြောင်းတွေတော့စားတဲ့ အဲ့ရောက်ရတယ်သူတောင်းမယ်လေမတကယ်စင်းနေခေါင်းနေပြီ ပြတ်တော့မယ်တကယ်ချင်း ဟဲ့နေလေကစားဖို့ဆိုတခါမှခေါ်လို့မရဘူးနော် မလုပ်ဘူး click လိုက်မလုပ်ဘူး တော်တော်လှရင်နှခမ်းကြီးစိုးနေတော့တင်မနေတာ တိုင်းတိုင်းတမီးညစားရင်အင်စာလောက်ခံအောင် ကဲဒီချင်းဒီစားဘာသူပိတ်ထားလဲဖျားဒီချိန်မှာဒီစားစားရ တို့ချစ်ရပါတော့ဒိုလီယာချစ်တယ်မို့ချစ်ရတော့ အောင်မလေးကြောင်းလာပြီပဲညီတို့ မလေးငငယ်လေးရှိသေးတယ်တော်နဲ့နာပဲ အဲ့ဒီဆမ်မတမီဦးလေးတွေကလေဆမ်မတောင်ပဲမင်းမင်းနေ ဟိုတမီးကိုကျန်းလာတာဂျူနေဟိုထားတာမောင်းနဲ့ဦးလေးကို ဟုတ်တယ်ဆမ်မမကြောင်ပဲတွားလဲဆမ်မကြောင်ပြန်လိုက်တော့ဆမ်မကြောင်ပဲပြောနေတာ တမီးကိုလည်းပြောအောင်မယ် privacy ဆိုတာရှိတယ်တမီးရဲ့နေရာတကာကိုရှောက်ပြောနေလို့ရအဲ့ဒါလေးတော့တမီးထိမ့်သိမ့်နော်ဒါပေမဲ့နော်ညီကိုလည်းကြုတ်ပြောထားအောင်မယ်ဒီလိုရီးစားစာပြရတော့ခြေတော့လက်မခံနိုင်ဘူးအဲ့တော့ကျောင်းကိုအုတ်ထင်းကိုခေါ်မှရမယ်ညီဦးလေးကိုခေါ်ရဲအောင် အနေကောင်းလိုက်တော့အနေတော့အနေကောင်းနေမှာလေ ကလေးတွေကရန်ပစ်ချင်အောင်ဆောင်ပြီးတော့ဟို TikTok မှာတက်လာဆိုဆရာမကို surprise လုပ်ဖို့ထန်ဆောင်နေကြတယ်တဲ့ဟဲ့နေပါဦးဟဲ့တို့တကယ်ချနေတော့ အော်ဘလို့ဖြစ်နေတာလဲဒီလိုမကူရလို့တာကျောင်းမှာတော့ပြီးတော့ညီတို့ရေပတ် ဟဲ့ဒီနေ့ငါမတက်လာလားမစငါဒီနေ့တော့ကနေပြီးမိုင်းထိုင်မိတ်ကပ်ဆိုပြီးရှားလိုက်တာတကယ်စင်မှန်တယ် ဟဲ့နေကျောင်းမိတ်ကပ်တင်ပြင်လာပြန်ပြီနော်နေလဲတကယ်ဘာလို့တနခါလေးပါလေလေးစမ်းပါဟဲ့ဒီမှာကြည့်ဦး ဟဲ့တော့ဝင်နေလေ ဟာအေးအနည်းငယ်ကြီးအကြီးပဲတော့မျက်နှာကြီး ကြည့်ဘူးလား အေးဟုတ်တယ်မလား အော်မင်းနဲ့0.6ရှိရလေဒီမှာ အော်လာပါ ငါစပါပါ ဒီဆိုင်ကျတမျိုးတောင်းလို့ဆိုရတယ်ဘုံရိုက်စားမယ်နော် အေးတကယ်ရပြပါအောင်တော့ပြီးပြန်ပြီးမယ်နော် ဟုတ်တယ်လားငါလာလာ အဲ့လာလာပြပါအောင်ဆက်လာ ငါတို့ပုံရမဲနေတော့ကျွန်တော် အမေအဲ့ဒါမြန် AI portrait ကိုဆိုရှိရဲဒီမှာကြည့်ကြည့်ပေါင်းပလာ ပုံကြီးတော့အရင်ကလေးဝိုင်းတော့ငါတို့ ဟုတ်တယ် တမီးဖုန်းကကောင်းလာပြီ ဟုတ်တယ်ဒီချက်ဒါ Oppo Reno 15လေတမီးဦးလေးဝယ်ပြီးတာ ကိုရဲ့ချနာတဲ့အကြောင်းတွေတော့စားတဲ့ခလေးတွေမှာစား